ခေတ်စားနေတဲ့မိမကိုကျင်းကုထုံဟလားမိမကိုကျင်းကုထုံအကြောင်းလေးဆက်စုကြည့်ရအောင်ဆိုတော့ဘာနဲ့လောက်တာလဲဆိုတော့ဒီမိမကိုကျင်းဖို့အတွက်ဆိုလို့ရှိရင် Reaction View Channel မှာရှိတဲ့အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီ channel လေးကတော့တနေ့တာဖြစ်သမျှတွေကိုပြန်လည်ကြည့်ရှုသုံးသပ်သော channel လေးဖြစ်ပါတယ်ကျမနဲ့အတူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင်အတွက်ဆိုလို့ရှိရင် vagina high food ဆိုတဲ့ဆက်ကလေးသုံးကြတယ်ပေါ့နော်အဲ့တော့ brand တွေအမျိုးမျိုးရှိတယ်ဆက်တွေအမျိုးမျိုးရှိတယ်သဘောတရားကတော့အတူတူပါပဲဒီမိမကိုမှာရှိတဲ့ဒီကြွက်သားနရံလေးတွေပေါ့နော်မိမကိုနရံလေးတွေရဲ့ကြွက်သားလေးတွေရဲ့တင်းအောင် high food ဆိုတဲ့သဘောတရားနဲ့ပေါ့နော်လှုံ့ဆော်တဲ့ collagen တွေကိုထွက်လာအောင်လှုံ့ဆော်ပြီးတော့မှလုပ်တာလေးဖြစ်ပါတယ်ကဲအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဒီ screen မှာပေါ့နော်သူ့ရဲ့ဒီ angle တွေ length တွေ pitch တွေ power တွေပေါ့ဒီအမျိုးသမီးအင်္ဂါတစ်ခုရဲ့ခန္ဓာရည်စွမ်းပေါ်မူတည်ပြီးတော့ကျမတို့ချိန်ဆရတယ်ပြီးတော့မှဘလောက် cycle ပေါ့နော်ဘလောက် degree အဲ့ဒါတွေလဲတာလေးတွေသွားတယ်ပေါ့နော်အဲ့တော့အမကြီးကြောက်စရာကြီးဆိုတော့ခါကြတော့မကြောက်ကြပါနဲ့ပေါ့နော်ဒါလေးကတသက်မှာတစ်ခါတော့စမ်းကြည့်တင်တယ်နော်ကိုယ့်ရဲ့အမျိုးသမီးအင်္ဂါညှစ်အား pressure တိုင်းကြည့်တင်တယ်ပြီးရင်ဒါ collagen stimulate လုပ်တာလေးကတော့စမ်းကြည့်တင်တယ်လို့ကျမထင်တယ်အဲ့တော့တချို့ကမေးကြတယ်ယောဂပိုးတွေကူးလားတယောက်နဲ့တယောက်ပြီးရင်ဘယ်လိုဆေးလဲပေါ့နော်အဲ့တော့ဆေးတဲ့ method တွေရှိတယ်ဆေးတဲ့နည်းလမ်းတွေလည်းရှိပါတယ်နောက်တစ်ခုကကျတော့ဒီအချောင်းကပေါ့နော်ဒီအချောင်းကလည်း size ရှိတယ်နော် size ရှိတယ်နည်းနည်းလေးပိုကြီးရလည်းရှိတယ်ပိုသေးတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ယောဂပိုးတွေမကူးအောင်ဆိုလို့ရှိရင်ကျမတို့ကဒါကွန်ဒုံးပေါ့နော်ဒီအပေါ်မှာကွန်ဒုံးလေးစွတ်တယ်ကွန်ဒုံးလေးကိုနော်လုံခြုံတဲ့ကွန်ဒုံး size အရှည်ပေါ့နော်စွတ်ပြီးတော့မှဒီလောက်ထိအမျိုးသမီးအင်္ဂါဆိုလို့ရှိရင်ဒီလောက်ထိပဲဝင်သွားတာဆိုတော့ခါကြတော့ပြီးရင် single use ပဲဆိုတော့ပြစ်လိုက်တာဆိုတော့ယောဂပိုးတွေကတော့မကူးပေါ့နော်မကူးအောင်စီစဉ်ထားတယ်ပေါ့ပြီးလို့ရှိရင်လည်းဒါလေးကိုတေချာတန့်ရှင်းတွေလုပ်တယ်အဲ့တော့ဒါကအမျိုးသမီးအင်္ဂါကျင်းတဲ့ဆက်လို့ပြောကြပေမဲ့တကယ်တော့သူ့ရဲ့သဘောတဘာဝက collagen ကို stimulate လုပ်တဲ့ဆက်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ honeymoon ထွက်ခံဒီအချိန်တို့ပြီးရင်မျိုးသားအဝေးကနေပြန်လာခံဒီအချိန်တို့အလျင်အမြန်လှုပ်ရှင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဆက်လေးကအသုံးဝင်တယ်စမ်းကြည့်တဲ့အဲ့တော့တစ်ချိန်လောက်တယ်ဆိုလို့ရှိရင်လည်းကုန်ကျစရိတ်ကဘယ်လောက်မှမရှိဘူးတစ်ချိန်ကိုလည်းကုန်ကျစရိတ်ကဘယ်လောက်မှမရှိဘူးတောင်းကနန်းလေးပဲရှိရ4-5,000ပဲရှိရတစ်ချိန်လုံးမှအဲ့တော့ကိုဘလို့နေလဲဘလို့လေးလဲဆိုပြီးသိချင်ကြတဲ့သူတွေရှိတယ်အစ်တွေထွက်လာတဲ့အခါမှာလိလာစူးစမ်းချင်တဲ့သူတွေကလည်းရှိတယ်တက်ကိုရှိတယ်မမတွေကလေအဲ့တော့အဲ့လိုလူမျိုးတွေကတော့စမ်းကြည့်တဲ့နော်ပြီးဆိုတော့ကိုအမြင်ကိုခန်းစားချက်အတွေ့အကြုံလေးတွေကို comment မှာမျှဝေရေးသားခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှဒီကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လေးကိုနှိပ်ထားဖို့တောင်းဆိုပါရရှင်